မင်္ဂလာပါဒီနေ့ sharing လုပ်ပေးမှာကလုပ်ငန်းအများစုကြုံနေရတဲ့ agency problem အကြောင်းပဲဖြစ်ပါတယ် agency problem ဆိုတာကပိုင်ရှင်နဲ့ manager ကြားမှာကြုံရတဲ့ပြဿနာတွေပဲဖြစ်ပါတယ်ဒီကဖြစ်ရတဲ့အကြောင်းရင်းကတော့တယောက်နဲ့တယောက်ရည်ရွယ်ချက်တွေမတူညီမှုတွေဖြစ်ကြောင်းပြဿနာတွေဖြစ်လာကြတယ်ပေါ့နော်တကယ်တော့ manager ဆိုတာကလုပ်ငန်းရဲ့ဝန်ထမ်းတွေပဲဖြစ်ပါတယ်ပေါ့နော်သူတို့ကလာစာယူထားတဲ့လုပ်ငန်းရဲ့ဝန်ထမ်းတွေပဲဖြစ်ပါတယ်ဒီအတွက်ကြောင့်လုပ်ငန်းရဲ့အကျိုးစီးပွားကိုသာလှုပ်ဆောင်ပေးဖို့အတွက်တာဝန်ရှိပါတယ်ဒါပေမဲ့ manager တွေကလုပ်ငန်းရဲ့အကျိုးစီးပွားတဲ့ကိုကြိုးကိုပို့ပြီးတော့လှုပ်ဆောင်လာကြတယ်လုပ်ငန်းရဲ့ပစ္စည်းတွေနဲ့အလွဲသုံးစားမှုတွေပြုလုပ်လာကြတယ်ပေါ့နော်လုပ်ငန်းတော်တော်များများမှာလည်းဂျုံမှုမှာပါအဲ့တော့ဘယ်လိုမျိုးတွေလှုပ်ဆောင်လာလဲဆိုဥပမာအနေနဲ့ပြောမယ်ဆိုရင်ဘောနော် bonus တွေပေးတယ်ပေါ့ပေးတဲ့အခါမှာ bonus ရခြင်းတဲ့အခါမှာအမျက်တွေကိုတိုးအောင်လုပ်လာတယ်အဲ့တော့ဘယ်လိုနည်းနဲ့လုပ်လဲဆိုတော့ဈေးရိတ်တွေကို short ချတယ်ပေါ့နော်အဲ့တော့သူက research and development လုပ်တဲ့ဈေးရိတ်တွေကို short ချလာတယ်နောက်ပြီးတဲ့အခါမှာဝန်ထမ်းတွေကို training ပေးဖို့ဈေးရိတ်တွေကို short ချလာတယ်ဒီ maintenance လုပ်တဲ့ဈေးရိတ်တွေကို short ချလာတယ်ဒီလိုဈေးရိတ်တွေကို short ချခြင်းအပြင် profit အမြတ်ကတော့တက်လာပေမဲ့လုပ်ငန်းအတွက်ကတော့ရေရှည်မှာတိုးတက်မှုတွေကိုတွားပြီးတော့ထိခိုက်စေနိုင်ပါတယ်ပေါ့နော်နောက်တစ်မျိုးဆိုရင်တော့ဥပမာအနေနဲ့ဆိုရင် manager တွေကသူတို့ရဲ့ဒီပေါ့နော်ဒီရုံးခန်းတွေကိုသူတို့ရဲ့ခန်းစားပိုင်ခွင့်ကိုသူတို့က luxury ဆန်နဲ့ဒီ furniture တွေဝယ်ယူတာမျိုးပေါ့နော်ဈေးကြီးတဲ့ဒီရုံးသုံးပစ္စည်းတွေဝယ်ယူတာမျိုးတွေပြုလုပ်လာတယ်ပေါ့ဒီလိုပြုလုပ်ခြင်းအပြင် manager အတွက်တော့အဆင်ပြေတယ်ပို့ပြီးတော့တက်တောင့်တက်တာရှိစေပေမဲ့လုပ်ငန်းအတွက်ကြတော့ unnecessary cost လို့ခေါ်တဲ့မလိုအပ်တဲ့ဈေးတွေကိုတွားပြီးတော့ဖြစ်စေနိုင်တယ်ပေါ့နော်ရေရှည်အတွက်ဆိုရင်လုပ်ငန်းအတွက် level ထိခိုက်စေနိုင်တယ်ပေါ့နော်ဒီလိုမျိုးတွေလုပ်ငန်းအကျိုးထက်ဆိုင်ရင်ကိုယ့်ရဲ့အကျိုးပေါ့ manager ကသူ့အတွက်တက်တောင့်တက်တာရှိဖို့သူ့ကိုကြိုးအတွက်ကိုပို့ပြီးတော့ကြည့်ပြီးတော့လုပ်ငန်းပိုင်ပစ္စည်းတွေကိုအလွဲသုံးစားပြုလုပ်လာတာတွေရှိလာတယ်အဲ့တော့ဒါတွေကိုဘယ်လို short ချမလဲဆိုတော့နီးလနှစ်နည်းနဲ့ short ချလို့ရပါတယ်ပထမတနည်းကတော့ incentive ဆိုရဲမလုံးပဲဖြစ်ပါတယ်အဲ့တော့မလုံးပေးဖို့အတွက်ဆိုရင်သူတို့ကိုပေါ့နော်ပိုင်ဆိုင်မှုတစုံတရာပေးတာမျိုးပေါ့လုပ်ငန်းရဲ့ share တော့၎င်းတစုံတရာကိုပေးလိုက်မယ်ဆိုရင်သူ့ရဲ့လုပ်ငန်းအနေနဲ့သူကယူဆပြီးတော့ပို့ပြီးတော့လုပ်ငန်းရဲ့အကျိုးအတွက်ရှေ့ရှုပြီးလှုပ်ဆောင်ပေးမှာဖြစ်ပါတယ်နောက်တနည်းကတော့ bonus ပေးတာမျိုးပေါ့နော်target ဘယ်လောက်ရရင်ဘယ်လုပ်ကိုတော့ပြီးမြောက်အောင်လုပ်နိုင်ရင်ဘာကိုတော့ဘယ် project ကိုပြီးမြောက်အောင်လုပ်နိုင်ရင်ဘယ်လို bonus ပေးတာမျိုးပေါ့နော်အဲ့လိုမျိုးနဲ့လည်းပေးလို့ရပါတယ်နောက်တစ်ခုကတော့လစာအပြင်သူတို့ကိုတခြားတော့ခံစား권ပေးတာပါဝန်ထမ်းရဲ့လိုအပ်ချက်တွေဝန်ထမ်းတယောက်နဲ့တယောက်ရဲ့လိုအပ်ချက်ကတူမှာမဟုတ်ပါဘူးအဲ့တို့ကြောင့်ဝန်ထမ်းကဘာလိုအပ်လဲသူရဲ့လိုအပ်ချက်ပေါ်မှာမူတည်ပြီးတော့အကျိုးခံစား권တွေပေးတာမျိုးပေါ့နော်သူကဝေးတယ်ဆိုရင်သူ့အတွက် ferry စီစဉ်ပေးတာမျိုးသူကနေဖို့အတွက်အိမ်လိုတယ်ဆိုအိမ်စီစဉ်ပေးတာမျိုးစသဖြင့်တခြားသောခံစား권တွေကိုပေးတာမျိုးတွေပြုလုပ်လို့ရပါတယ်နောက်တနည်းကတော့သူတို့ကိုစောင့်ကြည့်တဲ့နည်း monitoring ပဲဖြစ်ပါတယ်အဲ့တော့ဝန်ထမ်းကိုစပြီးတော့ခန့်ပြီးဆိုတာနဲ့ကျမတို့ကဘုံထိုးဖို့လိုပါတယ်အဲ့တော့ကျမတို့ကဘာတော့လုပ်တင်တယ်ဘာတော့မလုပ်တင်ဘူးဆိုတော့ do and don'ts ကိုတခါတည်းစာချုပ်ထဲမှာရေးပြီးတော့ကာကွယ်လို့ရပါတယ်နောက်တနည်းကတော့ဒီ manager တွေပေါ့နော် manager တွေကသူတို့ရဲ့ခံစား권တွေကိုလိုတာတဲ့ပို့ပြီးတော့သူတို့ကခံစားနေလားသူတို့ရဲ့ဟာကိုလုပ်နေလားဆိုတော့သူတို့ရဲ့အကျိုးခံစား권တွေကိုအမြဲတမ်းစနစ်တကျနဲ့3လတစ်ချိန်တော့လက်ကောက်သတ်မှတ်ထားတဲ့အချိန်ကာလအတွင်းမှာစနစ်တကျနဲ့သူတို့ကိုစောင့်ကြည့်လေ့လာနေဖို့လိုပါတယ်နောက်ပြီးတော့နော်ဒီ financial statement ပေါ့နော်သူတို့ရဲ့ဒီရေးဆွဲထားတဲ့စာရင်းဇယားတွေကိုအမြဲတမ်းစစ်ဆေးနေဖို့လိုပါတယ်ဘယ်နေရာမှာဘာတွေတော့လိုအပ်နေလဲဘယ်နေရာမှာစာရင်းတွေတော့ဘယ်လိုတွေဖြစ်နေလဲဆိုတာကိုအမြဲတမ်းစစ်ဆေးနေဖို့လိုပါတယ်သူတို့စစ်ဆေးခြင်းအပြင်သူတို့အလွဲသုံးစားလုပ်တာကိုတွားပြီးတော့အဟန့်အတာပေါ့နော်တွားပြီးတော့ဖြစ်စေနိုင်ပါတယ်နောက်ဆုံးတစ်ခုကတော့ဒီ manager တွေရဲ့လုပ်ပိုင်ခွင့်ကိုကန့်သက်လိုက်တာမျိုးပဲဖြစ်ပါတယ်ပေါ့နော်ကန့်သက်တဲ့အခါမှာငွေကြေးပိုင်းနဲ့ကန့်သက်လို့ရတယ်ဒါမှမဟုတ်နယ်ပယ်ပိုင်းနဲ့ကန့်သက်လို့ရပါတယ်ငွေကြေးပိုင်းဆိုရင်ဥမာအနေနဲ့ဆိုရင်350အထက်ဆိုရင်ပိုင်ရှင်ရဲ့ခွင့်ပြုချက်ကိုယူရမယ်ဆိုတာမျိုးဘယ်နယ်ပယ်ပိုင်းဆိုရင်တော့ထားပါတော့ပစ္စည်းတစ်ခုကိုဝယ်ယူဖို့ဆုံးဖြတ်တဲ့အခါမျိုးပဲဖြစ်ဖြစ်ပေါ့အဲ့လိုမျိုးဆိုရင်တော့ပိုင်ရှင်ရဲ့ဆုံးဖြတ်ချက်ကိုယူရတာမျိုးပေါ့နော်စသဖြင့်ဒီဟာတွေကိုအဲ့လိုမျိုးကန့်သက်လိုက်ခြင်းအားဖြင့်ကျမတို့ဒီကြုံတွေ့နေရတဲ့ပိုင်ရှင်နဲ့ manager ကြားမှာရှိတဲ့ပဋိပက္ခတွေကိုရှော့ချနိုင်မှာဖြစ်ပါတယ်ကျမဒီနေ့ sharing လုပ်ပေးချင်တာကတော့ agency problem အကြောင်းပဲဖြစ်ပါတယ်